ဂျပန်နိုင်ငံရှိ Prima Market စည်ရင်းဝင် IT ကုမ္ပဏီကြီးတစ်ခုမှာ15နှစ်တိုင်တိုင်အလုပ်လုပ်ခဲ့တဲ့အမျိုးသားတယောက်ရဲ့ဝင်ငွေအခြေအနေဟာတကယ်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။အသက်38နှစ်အရွယ်ရှိပြီဖြစ်တဲ့သူဟာ2010ပြည့်နှစ်ကနေ2025ခုနှစ်အထိ15နှစ်တာကာလအတွင်းမှာဝင်ငွေတွေဘယ်လိုမျိုးအတက်အကျရှိခဲ့တယ်လဲဆိုတာကိုပွင့်ပွင့်လင်းလင်းပြောပြထားတာပါ။ဂျပန်မှာအလုပ်လုပ်ဖို့ပြင်ဆင်နေတဲ့သူတွေအတွက်ဒါဟာတကယ်လက်တွေ့ကျတဲ့အချက်လက်တွေဖြစ်လာမှာပါ။ဒီနေရာမှာမှတ်သားစရာအချက်2ချက်ရှိပါတယ်။ပထမအချက်ကတော့သူဟာတက္ကသိုလ်ဘွဲ့ရတူဖြစ်ပြီးရောင်းအားရန်တန်းနဲ့ချီရှိတဲ့ကုမ္ပဏီကြီးမှာလုပ်ကိုင်နေတာဖြစ်ပါတယ်။ဒုတိယအချက်ကတော့သူဟာလုပ်ငန်းခွင်အတွင်းမှာယာဒူးအပြောင်းလဲတွေနဲ့ကြုံတွေ့ခဲ့ရပုံပဲဖြစ်ပါတယ်။အသက်20ကျော်အရွယ်မှာတော့သူဟာစနစ်အင်ဂျင်နီယာ SE တယောက်အနေနဲ့အလုပ်စတင်ခဲ့တာပါ။အဲ့ဒီချိန်တုန်းကအခြေခံလစာဟာမများလာပေမဲ့ bonus နဲ့အချိန်ပိုကြေးတွေကိုအားကိုးပြီးဝင်ငွေချခဲ့ရပါတယ်။အသက်24နှစ်အရွယ်မှာညဂျူတီတွေဆင်းခဲ့ရလို့တစ်နှစ်ဝင်ငွေရန်4သန်း8သိန်း1480အထိရရှိခဲ့ပါတယ်။အသက်30မတိုင်ခင်မှာရန်10သန်း1100စုမိဖို့ဆိုတဲ့ရည်မှန်းချက်နဲ့သူဟာအပြင်းထန်ကြိုးစားခဲ့တာပါ။အသက်29နှစ်အရွယ်ရောက်တဲ့အခါမှာတော့တစ်နှစ်ဝင်ငွေရန်9သန်း1500ဆိုတဲ့မှတ်တိုင်ကိုစတင်ပြီးရောက်ရှိနိုင်ခဲ့ပါတယ်။အခုခေတ်မှာအလုတ်စဝင်ခြင်းမှာတင်လစာအများကြီးရနိုင်တယ်ဆိုတဲ့သတင်းတွေကြားနေရပေမဲ့သူခေတ်တုန်းကတော့ဒါဟာတကယ့်ကိုစူးစမ်းယူခဲ့ရတဲ့ရလဒ်တစ်ခုဖြစ်ပါတယ်။အသက်30ကျော်အရွယ်မှာတော့သူ့ရဲ့ဝင်ငွေဟာတဖြည်းဖြည်းတိုးတက်လာခဲ့ပေမဲ့အပြောင်းလဲအချို့နဲ့ကြုံတွေ့ခဲ့ရပါတယ်။အသက်34နှစ်အရွယ်မှာအင်ဂျင်နီယာအလုပ်ကနေအယောင်ပိုင်း sales ကိုပြောင်းလဲလုပ်ကိုင်ခဲ့တာပါ။အဲ့ဒီအခါမှာအချိန်ပိုဆင်းရတာနည်းသွားတဲ့အတွက်2022ခုနှစ်မှာတစ်နှစ်ဝင်ငွေဟာရန်9သန်း1500အထိပြန်လည်ကျဆင်းသွားခဲ့ရပါတယ်။ဒါဟာအလုပ်ကိုင်အမျိုးအစားပြောင်းလဲခြင်းရဲ့နောက်ဆက်တွဲရလဒ်တစ်ခုပဲဖြစ်ပါတယ်။ဒါပေမဲ့သူ့အတွက်ထူးခြားတဲ့မှတ်တိုင်တစ်ခုကတော့အသက်38နှစ်အရွယ်လုတ်သက်14နှစ်ပြည့်တဲ့အချိန်မှာအခြေခံလစာဟာတစ်လကိုရန်3သိန်း1030အထိရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။အခြေခံလစာဒီပမာဏရောက်ဖို့အတွက်14နှစ်တိုင်စောင့်ဆိုင်းခဲ့ရတာဂျပန်ကုမ္ပဏီကြီးတွေရဲ့လုတ်သက်အလိုက်လစာတိုးပေးပုံကိုမီးမောင်းထိုးပြနေပါတယ်။လက်တလုံးမှာတော့သူ့ရဲ့တစ်နှစ်ဝင်ငွေဟာရန်9.8သန်းပေါင်1580ဝန်းကျင်မှာရှိနေပါတယ်။ကြားထဲမှာကျန်းမာရေးအခြေအနေကြောင့်အလုတ်ခစ်တာနားခဲ့ရတဲ့အတွက်ဝင်ငွေအနည်းငယ်လျော့နီးသွားခဲ့တာပါ။အကယ်၍အလုတ်မနားခဲ့ဘူးဆိုရင်တစ်နှစ်ဝင်ငွေဟာရန်6သန်း1600အထိရရှိနိုင်မယ့်အခြေအနေမှာရှိပါတယ်။ခြုံငုံကြည့်မယ်ဆိုရင်တော့သူ့ရဲ့ဝင်ငွေဟာအသက်30ကျော်နောက်ပိုင်းမှာတိတိတတ်တာမြင့်တက်လာခဲ့တာကိုတွေ့ရပါတယ်။ယာဒူးပြောင်းလဲတာဒါမှမဟုတ်ကျန်းမာရေးကြောင့်အလုတ်နားတာမျိုးတွေကြောင့်ဝင်ငွေအတက်အကျရှိခဲ့ပြီးမြဲတစိုက်မမတ်စူးစမ်းခဲ့တဲ့ရလဒ်ကိုတော့ခံစားနေရပြီဖြစ်ပါတယ်။ဒီအတွေ့အကြုံတွေဟာဂျပန်နိုင်ငံမှာရည်ရှိအလုတ်လုပ်ဖို့စဉ်းစားနေတဲ့မိတ်ဆွေတို့အတွက်အဖို့တန်တဲ့ဘ ഹു တုတာတွေဖြစ်လာမှာသိကြပါတယ်